Happy birthday တဲ့မိမိရဲ့69နှစ်မွေးနေ့မှာတဲ့မိမိနာမှာသမီးမရှိပေမဲ့အဝေးကနေမိမိကိုချစ်ရတော့မိမိရဲ့တူပြီးတော့ခတ်ဆိုးဆိုးသမီးလေးကဆူတောင်းပေးလျက်ပါမိမိတဲ့အသက်100ကျော်ရှိပြီတဲ့သမီးတို့နဲ့တူတူနေပေးပါနော်တဲ့မိမိပြန်လာရင်မိမိကိုတော်ဝါကြီးမိမိရင်တွင်နဲ့တိုးပွေပြီးကလေးလှုပ်ချင်သေးတယ်တဲ့မိမိပါးတွေကိုဆက်မပြတ်နန်းချင်သေးတယ်မိမိဘဝမှာဘာမှမလိုအပ်ဘူးသမီးဘဝမှာဘာမှမလိုအပ်မိမိနဲ့ဖေဖေရှိရင်သမီးဘဝလေးကပြည့်စုံပါပြီတဲ့Happy